23ရက်တလ2026တရက်တာနဲ့ပတ်သက်တဲ့ဒီနေ့စာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်ကိုကြီးရွယ်ထားတဲ့ပန်းတိုင်ကိုရောက်အောင်လို့ကြိုးကြိုးစားစားနဲ့ဖန်တီးယူရမယ်ပွဲလန်းသဘင်ကိစ္စတွေရှိနေတတ်တယ်မင်္ဂလာသတင်းကြားရတတ်တယ်တစ္ဆာဖောက်ခံရနိုင်တယ်ယုံကြည်မှုအလွဲသုံးစားလောက်ခံရနိုင်တယ်သတိထားပါဒီနေ့အတွက်ဆောင်ရွက်ရှောင်ရမယ့်အရာကတော့ပွဲလန်းသဘင်တက်တဲ့အခါမှာဂရုစိုက်ပေးပါကိုမကြားကျင်တဲ့သတင်းမျိုးကြားရနိုင်တယ်ဆုံးဖြတ်ချက်တွေကိုအချိန်မဆွဲဘဲနဲ့လင်းလင်းမြန်မြန်ချပေးပါဘာပဲဖြစ်လာပါစေကြော်ဖြတ်နိုင်ဖို့ကြိုးစားပါ Lucky Number နဲ့ Universe Message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်တနေ့တာလုံးစိတ်ပြေချုံးပွေးကြပါစေဒီဗီဒီယိုကိုဆုံးတဲ့ထိကြည့်ပေးရတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်